Tatekov မြို့မှာသူတို့လိုရာကိုဆူတောင်းမှုဆိုရင်လူချင်တာကိုစာရွက်မှာရေးပလင်းနဲ့ထည့်ပြီးရေကန်ထဲကိုပြစ်လိုက်ရတယ်ဆိုတဲ့ပုံမြင်တွေရှိပါတယ်။အဲ့ပုံမြင်ကိုနားထောင်ရင်အိပ်ပျော်သွားတဲ့ Max ကသူတို့တွေအောက်တကောင်စီမှာမရှုမလရှုံးနေရဲ့အကြောင်းအိမ်မက်ထဲမှာမြင်လိုက်ရပါတယ်။တခြား Ranger တွေကတော့ဆူတောင်းတွေဖြည့်ပေးရဆိုတဲ့ပုံမြင်ကကလေးကလားဆန်တဲ့အတွက်မယုံရပေမဲ့အမြဲစူးစမ်းထက်တဲ့ Max ကတော့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Toxica ကလည်းသူတို့ရဲ့မကောင်းဆိုးဝါးခုထဲမှာလူသားအနက်ရလိုက်တဲ့ကြောင့်လက်ရှာနေအောင်အခန်းတစ်ခုထဲမှာသူ့ရဲ့အောက်ကျိုကိုကိုင်နေတဲ့ Master Oak ကိုအမှတ်မထင်တွေ့လိုက်ရပါတယ်။ Max ကလည်းမျိုးရရေကန်နာကိုသွားရင်းနဲ့ပလင်းထဲမှာသူလိုချင်တဲ့ဆူတောင်းကိုထည့်ရေးပေးလိုက်ပြီး Master Oak ကြောင့်တန်တရားဖြစ်လာတဲ့ Toxica ကတော့သူတို့ဆရာတစ်ခုခုများထူးခြားနေလားလို့ဂျင်းဒရက်ကိုမေးမြန်းလိုက်ပါတယ်။ပုံမှန်ဆိုရင်သူတို့လို Oak တွေရဲ့ဂျိုကခန္ဓာကိုယ်နဲ့တသားတည်းဖြစ်နေရမို့လို့ရွှေ့လို့မရပေမဲ့ Master Oak ကသူ့ဂျိုကိုနေရာရွှေ့နေတာမြင်လိုက်ရတာများလားလို့တန်တရားဝင်လာခဲ့ပါတယ်။အဲ့ချိန်ပဲ Tatekov စိတ်ကမ်းဘက်ကနေတက်လာတဲ့အောက်တကောင် Rangers တွေမြင်လိုက်ရပြီးပခုံးနေရာမှာသူဆူတောင်းထားတဲ့ပလင်းရှိနေရကိုလည်း Max ကသတိထားမိလိုက်ပါတယ်။တခြားသူတွေသူကလေးကလားဆက်ဆက်ကိစ္စကိုလှုပ်ထားတဲ့ဆိုတာမရိပ်မိခင်ရအောင်သွားယူနိုင်မှုချက်ချင်းထွက်လာခဲ့ပေမဲ့တင်မောအပြက်စီးတွေကနေဖြစ်တည်လာတဲ့ Oak ကထင်ထားတဲ့ထံမှာနေလို့ Max ကသူ့ရဲ့ Ranger Power နဲ့ရေထဲဆွဲချလိုက်ပါတယ်။ Blue Shark Ranger ရဲ့အစွမ်းကရေထဲမှာဆိုရင်ပိုပြီးအားကောင်းမိမယ်။တစ်ဖက်ကလည်းတင်မောမိတ်ဆာဖြစ်နေရကြောင်း Max တင်တယ်လို့အလုံးမဖြစ်လိုက်ပဲရေထဲမှာပေါ်လာတဲ့တစုံတစ်ခုကြောင့်သာကန်ကောင်းသွားတာဖြစ်ပါတယ်။နောက်တရက်မိုးလင်းတဲ့အချိန်ကျမှ Max ကိုကန်ဆတ်မှာတွေ့လိုက်ကြရပြီး Max တောင်မှာဘလို့ကုန်းမပြန်ရောက်လာလဲဆိုတာကိုသတိမရတော့တာကြောင့် Rangers တွေလည်းသူတို့ရဲ့ဘော်ဒါအတွက်လက်စားချိတ်ပြီးဖို့ထွက်လာကြပါတယ်။ Max ကတော့သူ့ရဲ့အိမ်မက်ထဲမှာ Megasoft ရှုံးနေသွားတဲ့အချိန် Padolis ရဲ့ Spear လန့်ရှိကိုအသုံးချလိုက်ဆိုတဲ့အတန်တစ်ခုကိုထပ်ကြားလိုက်ရပြီးတခြား Ranger တွေကမိတ်ဆက်ကောင်ကိုရှာဖို့ထွက်သွားရမှန်းသိတော့ပလင်းကိုစိတ်ပူတဲ့ Max ကလည်းချက်ချင်းထားလိုက်လာခဲ့ပါတယ်။ဒါပေမဲ့နောက်မှလိုက်သွားတဲ့ Max ကအောက်ကိုအရင်ရှာတွေ့သွားလို့တယောက်တည်းရင်ဆိုင်ထားလိုက်ရပြီး9ယောက်ပြတ်ဆုံသွားတဲ့အချိန်မှာလည်းအနှောက်အယှက်တွေကထုံးစံအတိုင်းရောက်လာခဲ့ပြန်ပါတယ်။တင်မောအောက်ကိုကူညီဖို့ Putrip တွေပါထုတ်ပေးလိုက်ပြီးမြဲဘာမှညမှမသိတဲ့ Ship အောက်ကတော့ Rangers တွေရော Putrip တွေကိုပါမမဲမြင်ရလိုက်ချနေတာဖြစ်ပါတယ်။အောက်အသစ်ပေါ်လာရင်အမြဲမနိုင်တဲ့ Rangers တွေလည်းတိုင်ပတ်နေကြတော့ဖြတ်တွန်းညံကောင်းတဲ့ Max ကဂျိုတချောင်းကိုချိုးနိုင်လိုက်ပြီးမြဲပခုံးမောကပလင်းကပါကွဲသွားခဲ့ပါတယ်။ဂျိုသားလို့တတိလက်လို့ဖြစ်နေတဲ့အောက်ကို service လက်နဲ့ရုတ်တရက်အနိုင်ယူနိုင်လိုက်တဲ့အတွက်အနားမှာအသင်းရှိနေတဲ့ Toxica ကလည်းနောက်တစ်ချိန်အသက်ပြန်သွင်းပေးလိုက်ရပြန်ပါတယ်။ Rangers တွေကလည်းကြီးမားတဲ့အောက်ကိုတိုက်ခိုက်နိုင်မှု White Force Mega Saw အဖြစ်ပေါင်းဆက်လိုက်တဲ့အပြင် Elephant Shield ကိုပါအသုံးချတိုက်ခိုက်ပြီးမြဲရန်သူကထင်ထားတဲ့အထက်အကျော်တင်းနေလို့တဖြည်းဖြည်းအရေးနှိမ့်လာကြပြီဖြစ်ပါတယ်။ Max ရဲ့အိမ်မက်ထဲအတိုင်းဖြစ်လာခဲ့ပြီး Padolis ရဲ့ Spear ကိုအသုံးပြုဖို့သတိပေးတာမှကြားလိုက်ရတော့ Princess Sheila က Padolis ဆိုတာ Animarian ကရှေးအောင်စစ်တီတယောက်ရဲ့နာမည်မှမှတ်မိသွားပါတယ်။သူ့မှာလည်းအစွမ်းထက်တဲ့ Sword တစ်ကောင်ရှိခဲ့ဘူးလို့အဲ့ဒီပြတ်ဆုံးနေတဲ့ Source တနည်းအားဖြင့် Padolis ရဲ့ Spear က Max ကိုသူ့ရဲ့ပိုင်ရှင်အသစ်ဖြစ်ရွေးချယ်လိုက်တာဖြစ်နိုင်တဲ့အကြောင်း Sheila ကပြောပြလိုက်ပါတယ်။အဲအကြောင်း Max တယောက်ထဲကသာသူ့ကိုဆင့်ခေါ်နိုင်လိမ့်မယ်လို့ပြောပြလိုက်တော့ Max ကလည်းယုံယုံကြည်ကြည်နဲ့အကူအညီတောင်းလိုက်တဲ့အချိန်သူ့စီကို Crystal တစ်လုံးကအလိုလျောက်ရောက်လာခဲ့ပါတယ်။တစ်ကလက်ကို Giraffe Soft ဖြစ်နေတဲ့အတွက်ဆင့်ခေါ်လိုက်တဲ့အချိန်ဘာလို့မှမသိရေတွေကနေထွက်ပေါ်လာခဲ့ပြီး Mega Source ကိုပေပေနဲ့တီးနီရဲ့မိစ္ဆာကိုကူညီတက်ခိုက်ပေးလိုက်ပါတယ်။ Blue Shark အစား Giraffe ကိုတက်ဆင်လိုက်တော့လှန်ရှည်တစ်ခုလိုဖြစ်သွားခဲ့ပြီး Mega Source Spear မုန်းနဲ့ပါမာလာပါလေဆိုတဲ့မိစ္ဆာကောင်ထုတ်ချင်းပေါက်ဆက်သိမ်းပေးလိုက်ပါတယ်။တကယ်တော့ Max ကသူ့ရဲ့တေးတေးကိုကိုဖြစ်နေတဲ့ခန္ဓာကိုယ်ကြောင့်တခြား Rangers တွေကကလေးတယောက်လိုစားနောက်တာမျိုးမလုပ်ပဲလူကြီးတယောက်လိုဆက်ဆံပေးဖို့ဆူတောင်းခဲ့တာဖြစ်ပြီးအဲ့ဒါကိုနားလေတဲ့အချစ်ဆုံးပေါ်တာကြီးဒန်နီကနောက်ထပ်ပလင်းတစ်လုံးပါရမီဖြည့်ပေးလိုက်ပါတယ်။ဆူတောင်းပြေးမပြေးတော့မသိပေမဲ့ Max ကြောင့်ပဲ Giraffe က Animarian ကိုပြန်ရောက်လာတာဖြစ်လို့ဒီကမ္ဘာပေါ်မှာနောက်ထပ်စမ်းကြဲတဲ့ White Source တွေရှိနေသေးတာကိုတော့ထပ်မံသိလိုက်ကြရပြန်ပြီဖြစ်ပါတယ်။ဒါကတော့ Power Ranger White Force အပိုင်း6ဖြစ်ပြီးအပိုင်းခွန်ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ Like Share Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။